ဘာဝကိုချီကန်ထားတယ်တော့မြတ်တလီခွေရောမွေးဝဲဆိုရရဲ့ရုပ်လို့တကယ်မဆမ်းမီမဲ့ရုပ်ဒီမှာဟင်းမုံဘောပေါက်ရင်လည်းပေါက်ရရောတော့ကိုယ့်ဘက်ကလည်းပြောဖို့ဒီပေါက်ဝင်မှာပေါ့ဦးကိစ္စကိုလောက်ပါဒီပါဒါတဘာဝကြတယ်လေချင်းဆိုးနေတယ်အပြုံးတော့မှချင်းဆိုးမှုတ်နေတော့အာမဟုတ်လေကျော်ကြော်ရနော် ကချိုး ကစုံရ မိုးရွာနေလို့နည်းနည်းလေးအုပ်ထားတာ အဲ့ဒါတော့ ကစုံရ ကျော် ကြော် ကျော်လေးပြင်းထမင်းစားမယ် လေကင်းနေရပြောင်းမှုတွေလေကတော့မပြတော့ဝေးလို့နည်းနည်း ဝေးပါကွာဟိုမှာပဲရှိရ နေသွားတော့ ညီလေးဖြည်းဖြည်းလို့ကိုကြီးဘောလွန့်ထွက်လာမယ်အကုန်လုံးအိုးကြီးဖြည်းလို့ပါဒီအိုးနဲ့ဒီဒေသလေးကိုကြိုက်လို့ရှိရင်ဒီလူတွေရင်ဝင်တော့လာခဲ့ပါ ချော